အိမ်ဆောင်မလားမြေအောက်ခံမှာကြောမှုကအဓိကအသက်ပါပဲဆိုင်းတဲ့အကြောင်းတည်ထားတဲ့အချက်၃ချက်ကိုမျှဝေပေးချင်ပါတယ်မြေသားစမ်းသပ်မှုဆိုင်းတက်ကဘာလို့အရေးကြီးတာလဲအစာဦးရဲ့အခြေခံ foundation ကိုခိုင်မာစေဖို့အတွက်မြေကြီးရဲ့ bearing capacity ကိုတိုင်းတာစစ်ဆေးရမှာမြေမျိုးအစားသဲရွှွန်ကြောက်ရေပါဝင်မှုအနက်လိုက်မြေလွှာပြောင်းလဲမှုစတာတွေကိုသိရှိစေနိုင်ပါတယ်ဒါမှသာစာအုပ်အတွက်အသင့်တော်ဆုံး foundation ပုံစံဥပမာ pine foundation, mat footing, strip footing, strap footing, iso footing စတဲ့ RC footing နဲ့အနက်ကိုစနစ်တကျရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။ဆိုင်းတက်မလုပ်ခဲ့ရင်ဘာတွေဖြစ်လာနိုင်လဲ။ဆိုင်းတက်မလုပ်ထားပဲဆောက်လုပ်ထားတဲ့အခါမြေကြီးကဝန်မခံနိုင်လို့အစာအုပ်နှိမ့်ကျသွားခြင်းစက်တမ်းမှန်သို့မဟုတ်အကွဲခြင်းတွေဖြစ်ပေါ်လာနိုင်ပါတယ်။ခမန်းကြီးတဲ့ပုံမနဲ့ဆိုင်စွာတူးမိခြင်းဒါမှမဟုတ်ပိုကြီးတဲ့ foundation တွေရွေးချယ်မိခဲ့သွားရင်လည်းဆောက်လုပ်စိတ်တွေမလိုအပ်ပဲတက်လာနိုင်ပါတယ်။နောက်ဆုံးအချက်ကတော့ရေရှည်မှာဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ဆိုကြိုတွေပြုပြင်စိတ်တွေရေးဆိုင်ရနိုင်ပါတယ်။အဲ့လိုဆိုကျမတို့ RC ကဘာတွေလုပ်ပေးလဲ။ပထမဦးစွာအဆောက်အုံမတိဆောက်မီအတွေ့အကြုံရှိကျွမ်းကျင်အဖွဲ့နဲ့စံချိန်စံညွှန်းမီမြေသားဆက်သက်မှုတွေကိုလှုပ်ဆောင်ပေးပါတယ်။ရလာတဲ့အချက်လက်တွေပေါ်မူတည်ပြီးမိမိတို့ရဲ့အဆောက်အဦအတွက်အကောင်းဆုံးနဲ့အလုံးစုံဆုံး foundation design ကိုတွက်ချက်ပြီးကြံဉာဏ်ပြီးဆွေးနွေးရှင်းပြပေးပါတယ်။မှန်ကန်တဲ့အစခိုင်မာတဲ့အစုံမိတ်ဆွေရဲ့ရင်းနှီးမြှုပ်နှံမှုလုံခြုံစိတ်ချရဖို့အမခံပါတယ်။ဒါကြောင့်မလို့အထူးသတိပြုစေချင်တာကတော့အဆောက်အဦမစခင်မြေသားစမ်းသပ်ဖို့မမေ့ကြပါနဲ့လို့။ဘာပဲလို့ Ryomatic ရှိတယ်လေ။စိတ်ချယုံကြည် Your RC